မင်္ဂလာပါရှင်စင်ကာပူနိုင်ငံရဲ့ဗဟိုချက်မှာတည်ရှိပြီးကမ္ဘာအဆင့်မီပညာရေးပတ်ဝန်းကျင်ကိုပိုင်ဆိုင်ထားတဲ့ကပလန်စင်ကာပူမှာတက်ရောက်လို့တဲ့ကျောင်းသူကျောင်းသားနဲ့မိဘတွေအတွက်အထူးအခွင့်အရေးကြီးတစ်ခုလာပါပြီကပလန်ရဲ့ထူးခြားချက်ကတော့စင်ကာပူမှာကျောင်းတက်ရင် UK, Australia, Ireland ထိပ်တန်းတက္ကသိုလ်တွေဖြစ်တဲ့ Northumbria University, UK, Murdoch University, Australiaကမ္ဘာအဆင့်100%အတွင်းမှာရှိတဲ့ University of Dublin, Ireland တို့ရဲ့ပေးတဲ့ဘွဲ့ဒီဂရီကိုတိုက်ရိုက်ရယူနိုင်မှာပဲဖြစ်ပါတယ်။ World Study Opportunity Event ကိုတက်ရောက်ပြီးကပလန်ကျောင်းရဲ့တာဝန်ခံနဲ့တိုက်ရိုက်တွေ့ဆုံပြီး Scholarship 90%ကိုရှောက်ထားနိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်တက္ကသိုလ်ဝင်တဲ့အောင်မြင်ထားသူများနဲ့ကြီးကြီးအောင်မြင်ထားသူများအနေနဲ့ဒီအခွင့်အရေးကိုလုံးဝလက်လွတ်မခံပဲလက်အောက်လျှောက်ထားဖို့အတွက်ကိုဖိတ်ခေါ်လိုက်ပါတယ်။ဒါဒီမကသေးဘူး။ပွဲနေ့မှာကပလန်စင်ကာပူ August Intake ကိုကျောင်းအနှံမဲ့ကျောင်းသူကျောင်းသားအားလုံးလေလက်မှတ်လက်ဆောင်တေချာပေါက်ရရှိတော့မှာပဲဖြစ်ပါတယ်။ World Study Opportunity Event ကိုဇွန်6စနေနေ့ Novotel Hotel မှာနေ့လယ်တနင်္လာနေ့4နာရီထိပြုလုပ်ကျင်းပသွားမှာဖြစ်တဲ့အတွက်ကြောင့်ပညာရေးအိမ်မက်ကိုကပလန်စင်ကာပူနဲ့အတူအကောင့်ထဲပေါ်ဖို့အတွက်ကိုအခုပဲစီးရင်ပေးသွင်းလိုက်ပါ။ပွဲနေ့မှာစုံကြမယ်နော်။